ကမ္ဘာပေါ်မှာအချမ်းသာဆုံးလူငယ်ဘောလုံးသမားဟာအမေရိကန်အထက်လွှတ်တော်အမတ်တယောက်ထက်တောင်ပိုကျွယ်ဝတယ်ဆိုတာတင်သိပါသလားဒါဆိုရင်တော့ကမ္ဘာအချမ်းသာဆုံးလူငယ်ဘောလုံးသမား9ယောက်ကြောင်းကိုတင်ဆက်ပေးလိုက်ပါတယ်နံပါတ်5 Jude Bellingham Real Madrid ရဲ့အင်္ဂလန်ခြေပွင့်ဟာအသက်22နှစ်နဲ့တင်တရားတီကိုဒေါ်လာတန်း20ထိရရှိနေတာပါတန်းနဲ့ချီတဲ့ငွေတွေကိုအေးဆေးရှာဖွေနိုင်တယ်လို့ကွင်းတွင်းဂိုးဖန်တီးမှုတွေကိုလည်းတဘာဝကြကြဖန်တီးပေးနေသူပါသူ့ရဲ့ပါရမီနဲ့ရင့်ကျက်တဲ့စိတ်သက်ပိုင်းကသူ့အတွက်အောင်မြင်မှုတကားတိုင်းကိုဖွင့်လှစ်ပေးခဲ့တာဖြစ်ပါတယ်နံပါတ်4ဒီဇိုင်နာဒူဝေးအသက်20သာရှိသေးပေမဲ့ဖစီအသင်းမှာတစ်နှစ်ကိုယူရိုတန်း20နှစ်တောင်ရရှိနေတာဖြစ်ပါတယ်သူ့ရဲ့အစွမ်းကုန်ပါရမီကိုတောင်မထုတ်ပြရသေးပေမဲ့နာမည်ကြီးရုပ်ရှင်မင်းသားအတော်များများထက်တောင်ဝင်ငွေပိုများနေပါပြီနံပါတ်3လာမင်းယာမာအသက်18နှစ်နဲ့တင်တစ်နှစ်ကိုယူရိုတန်း25အထိရရှိပြီးကမ္ဘာကြီးအမြင့်ဆုံးဘောလုံးသမားစည်းရင်းမှာပါဝင်နေပါပြီပထမဆုံးရတဲ့လစာကတင်းဘဝကိုပြောင်းလဲပေးနိုင်တယ်ဆိုရင်အရွယ်ပင်မရောက်သေးခင်မှာခုလိုပမာဏမျိုးရရှိနေတာကိုစဉ်းစားတာကြည့်ပါတော့နံပါတ်2 Vinicius Junior Real Madrid ရဲ့တိုက်စစ်မှုခေါင်းဆောင်ဟာတရားဒီကိုယူရို28တန်းအထိရရှိနေတာဖြစ်ပါတယ်သူကပြေးယုံတင်ပြေးတာမဟုတ်ပဲခံစစ်မှုတွေကိုအလှလှလှည့်စားပြတာပါဆွဲထွက်ယုံတင်မဟုတ်ပဲခံစစ်မှုတွေကိုကွင်းထဲမှာမြေပြင်ပေါ်ခွေရိုင်ကြံခဲ့အောင်ကြော်ဖြတ်ပြတာနံပါတ်1နေရာမှာတော့တစ်နှစ်ကိုယူရိုတန်း100နီးပါးရရှိနေတဲ့လူငယ်ကစားသမားတစ်ယောက်ပါဒါဟာလစာမဟုတ်ပဲနိုင်ငံတနိုင်ငံစာဘတ်ဂျက်ပမာဏပါပဲသူဟာလာမင်းယာမာရဲ့အဓိကပြိုင်ဘက်တစ်ယောက်ဖြစ်ပြီးဒီနှစ်မှာတော့သူ့ကို6ချိန်ဆက်တိုက်ရှုံးနိမ့်ထားခဲ့တာပါသူဘယ်သူလဲဆိုတာသင်ရိပ်မိပါသလားသိရင်ကွန်မန့်မှာဝင်ရောက်ရေးသားခဲ့ကြပါဦး